ဒီလက်တင်ဘာသာစကားရဲ့ဘယ်ကလာလဲဘယ်သူတွေသုံးလဲဆိုတာလေးကိုအချင်းချုပ်လေးမျှဝေပေးသွားခြင်းပါတယ်လက်တင်ဘာသာစကားဆိုတာဒီအီတလီနိုင်ငံအလယ်ပိုင်းလာတီယန်ဒေသနေပြီးတော့စတင်ဆင်းသက်လာတာဖြစ်တယ်ပြီးတော့ဒီအင်ဒိုဥရောပရှေးဟောင်းဘာသာစကားဖြစ်တယ်ပေါ့ရောမအင်ပါယာကြီးဒီဖွံ့ဖြိုးလာတဲ့အမြဒီလက်တင်ဘာသာစကားကိုဥရောပတစ်ခုမှာအဓိကသုံးခဲ့ကြတယ်ရှေးဟောင်းရောမတွေသုံးတယ်လက်ရှိမှာဆိုဗာတီကန်စီးတီးမှာဒီလက်တင်ဘာသာစကားကိုသုံးတယ်ဒီရိုမန်ကက်သလစ်ပေါ့နော်ဒီခရစ်ယာန်အသင်းတော်ရဲ့တရားဝင်ဘာသာစကားလည်းဖြစ်တယ်ပေါ့ပြီးတော့ဒီပညာရှင်တွေပေါ့နော်ယူပဗေဒတို့တတ္တဗေဒတို့ဥပဒေတို့ဒီသမိုင်းတို့ဒီသိပ္ပံပညာရှင်တွေလည်းဒီလက်တင်ဘာသာစကားကိုတို့လေ့လာသုံးစွဲကြတယ်ပေါ့နောက်တစ်ခုကကြတော့ဒီလက်တင်ဘာသာစကားကိုဓာတ်ရိုက်အသုံးပြုတဲ့ဘာသာစကားတွေလည်းရှိတယ်ပေါ့ဒီမှာပြင်သစ်တို့စပိန်တို့ပေါ်တူဂီတို့ရိုမေးနီးယားတို့အီတလီတို့ဒါတွေကစကားလုံးတွေကလက်တင်ရဲ့ဓာတ်ရိုက်ဆင်းသက်လာတယ်ဒီစကားလုံးတွေဆိုရင်လေပြီးတော့နောက်တစ်ခုကတို့အင်္ဂလိပ်ဘာသာစကားဆိုလည်း60%လောက်ကဒီလက်တင်ကနေမွေးစားထားတာဖြစ်တယ်ပေါ့နော်လက်တင်ဘာသာစကားရဲ့အဓိပ္ပာယ်ကိုအချင်းချင်းမျှဝေပေးတာဖြစ်ပါတယ်တခုကြံသေးတယ်အမှအခုမနက်9:00ဆို 7am လို့ည9:00ဆိုရင် 7pm လို့ဒါတွေကလက်တင်ဘာသာစကားယူထားတာပေါ့နော်လက်တင်ဘာသာစကားရဲ့ဆင်းသက်လာပုံနဲ့အသုံးပြုပုံတွေကိုအချင်းချင်းမျှဝေပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် like and follow လို့မှတ်ချက်ယူပါအောင်မျှဝေပေးပါအောင် see you bye bye thank you ကျေးဇူးတင်ပါတယ်